နော်အကုန်သိတို့ဘာကအကိုကြီးဘာလဲ စရုံးလုံးလဲကိုလိုဖလက်တွေလည်းလုံးရုပ်ပြက်စင်းချက်တွေဖြစ်အဲ့ဒါမင်းလက်ချက်မလား မဟုတ်အဲ့ဒီလိုရသမားကြီးပဲဒါနဲနေလေးတောင်းတော့တာကေ ဘောင်းဆိုးပါပါ ဒီမှာတိတာခေါ်လာလားဘာလို့ပြောတာတော့ မစဲကိုမကျဲလို့ပြောတယ်ဘာလို့ပြန်ပြောနေတာလဲအဲ့မေငါခုတည်းဘာမလို့ရသေးဘူးနော်ငါလည်းစီဝါရေးတော့မှာသူကမင်းနေရာကြည့်ပြီးွား အဲ့မှာတော့ ကနမှာရဲဆိုင်ပွင့်မှာငါခုရဲပြတဲ့ချိန်နဲ့ဆိုအစီဝါနဲ့ကတော့ပဲ ဘာလို့ရက်ချက်တာလဲချိုကြီးရဲ့ဒီဆိုတာလေအဲ့ဒီမှာရက်တဲ့တောက်တော်မှာတိုင်ပါလေမစိုးနဲ့ချီတာလို့နေမလဲတာမလား ဒီရဘုဒ္ဓမင်းကြီးလားရှင်လို့လား အိုးဘာလို့ကြိုးနေလဲအငတ်နေမသားနဲ့ သိန်းကိုတန်းနဲ့ချီတဲ့အလုပ်တွေငါမှလုပ်ကြရရှိ ဘာလို့လဲ စိတ်ကူးရင်မဟုတ်ဘူးလား ဟုတ်တယ် မင်းလည်းမချိပါချင်တာငါချီလာပြီးခွတ်တိုင်စရာမလိုဘူးလေအစီပြည့်တဲ့ပြသွားတင်လိုက်ပါလား